အခုလိုကြိုထားတဲ့တူဘူးအိုးကြီးတဲ့မှာခောက်ဆွဲကိုထည့်ပြုတ်ပြီးရောင်းတဲ့တူဘူးနေဆိုင်မျိုးနောက်ဆုံးတော့ရန်ကုန်မှာစားခဲ့ရပါပြီ။တပွဲမှာ3000ပဲပေးရပြီးတော်တော်လေးလဲတန်ပါတယ်။သူ့ဆိုင်မှာကလေတူဘူးနှွေးအပြင်ကိုမှချက်ချက်တော့ကျူးမြင့်ဖတ်ထုတ်ကြော်နဲ့တူဘူးကြော်တွေလည်းရသေးတယ်နော်။ဒီမှာကတူဘူးနှွေးဆိုရင်ခောက်ဆွဲကိုတက်ပြုတ်တူဘူးကိုတက်ကြိုပြီးတော့ထည့်ပေးတာလေးကြီးပါပဲ။အခုလိုတူဘူးအိုးကြီးနဲ့ရောင်းတဲ့ဆိုင်ကိုတော့နောက်ဆုံးတော့ရှာတွေ့ခဲ့ပါပြီ။ကျွန်တော်ကတော့တူဘူးနှွေးကိုမှအီချာခွေလေးနဲ့မှစားလိုက်ပါတယ်။တူဘူးရတာပြည့်ပြည့်စီစီလေးကိုမှပါဝင်တဲ့အစာပလာတွေနဲ့အီချာခွေလေးပါပေါင်းလိုက်တော့တော်တော်လေးကိုစားလို့ကောင်းပါတယ်။အဆက်ကြရင်သူ့စီကငရုတ်သီးစီတက်ထားတာလေးလည်းထည့်စားသင့်ပါတယ်။မုံငင်းကျင်ကလည်းတစ်မျိုးတည်းမဟုတ်ပဲနှစ်မျိုးကိုမှဘူးလိုက်ကြီးချပေးထားတာဆိုတော့စိတ်ကြိုက်ထည့်စားပါပဲ။ကျွန်တော်လိုတူဘူးနှွေးကြိုက်တဲ့သူအတွက်တော့ပေးရတဲ့ဈေးနဲ့လည်းတန်တယ်အရသာလည်းကောင်းတယ်ကြုံကြရင်တော့မှမဟုတ်ပဲတကူးတကကိုပြန်သွားစားမဲ့ဆိုင်မျိုးပါတူဘူးကြော်လေးလည်းစားလို့ကောင်းပါတယ်တရုတ်တန်18လမ်းထိပ်မှာဖွင့်ထားတဲ့တူဘူးနေဆိုင်လေးပါနောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်တတာ